သူကတချိန်ကညိတ်ညောင်းတဲ့လက်ကွက်တွေနဲ့ဘောလုံးအလားတရားကိုပုံဖော်ခဲ့တဲ့ပြင်နံပါတ်14ဆိုတဲ့ရာကိုလည်းအသက်သွင်းခဲ့တယ်။သူကလည်းဘောလုံးလောကမှာသူတဲ့ဖုတ်ဘောကစားပုံနဲ့အကောင်းဆုံးကိုစားပြုသူဖြစ်ခဲ့တယ်။တစ်ဖက်မှာလည်းသူကဘာစီလိုနာအသင်းရဲ့ DNA ကိုမွေးထုတ်ပေးခဲ့ပြီးတော့လာမာစီယာအကယ်ဒမီကိုကမ္ဘာနံပါတ်1ဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့တယ်။ကစားသမားဘဝမှာဘောလုံးတီအိုကို3ချိန်တိုင်ရယူနိုင်ခဲ့ပြီးတော့နီးပြဘဝမှာလည်းဘာစီလိုနာ Dream Team ကိုတည်ဆောက်ခဲ့ပြီးတော့အောင်မြင်မှုတွေအလီလီရယူနိုင်ခဲ့တယ်။နယ်သာလန်နိုင်ငံမှာလည်းမကဘဲနဲ့ဘောလုံးလောကတစ်ခုလုံးရဲ့ legend ဖြစ်တဲ့ Johan Cruyff ရဲ့နာမည်ကအကောင်းဆုံးကစားသမားအကောင်းဆုံးနီးပြတဲ့ပို့တဲ့တမိုင်းဝင်အခရာတစ်ခုဖြစ်ခဲ့တယ်။သူကဘောလုံးလောကရဲ့ရှေ့ဦးဆွဲရာတွေကိုတော်လန်ခဲ့ပြီးတော့အနာဂတ် modern ဘောလုံးလောကရဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်ပေးခဲ့တယ်။ပုံချဲ့ပြောရရင် Johan Cruyff တာမရှိရင်လာမာစီယာအကယ်ဒမီနဲ့ရှိလာမှာမဟုတ်လို့ Guardiola, Iniesta နောက်ဆုံး Messi ကအစဖြစ်ပေါ်လာမှာမဟုတ်ဘူး။ဒီနေ့မှာတော့ Johan Cruyff ရဲ့အကောင်းဆုံးကစားသမားကနေအကောင်းဆုံးနီးပြကနေဘောလုံးလောကရဲ့ Godfather တူဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုမျှဝေပေးချင်ပါတယ်။အစီအစဉ်နဲ့မစတင်ခင်မှာ Lions Cruyff နဲ့ခဲ့ပေးဖို့တောင်းဆိုပါတယ်။ကျွန်တော် intro လေးပြီးတော့စလိုက်ရအောင်။ Johan Cruyff ကို1948ခုနှစ်နယ်သာလန်နိုင်ငံမြို့တော်အက်စတာဒမ်မြို့မှာမွေးဖွားခဲ့တယ်။သူရဲ့နောက်ဖခင်နဲ့မိခင်တို့ကအေဂျင့်တင်းရဲ့ဝန်ထမ်းတွေဖြစ်တာကြောင့်ငယ်စဉ်ကအေဂျင့်တင်းနဲ့ Johan Cruyff တို့ကရေဆက်ပါလာခဲ့ကြတယ်။အသက်10နှစ်အရွယ်မှာ Johan Cruyff ကအေဂျင့်တင်းရဲ့အကယ်ဒမီမှာစတင်ကစားခဲ့ပြီးတော့အသက်19နှစ်အရွယ်မှာအေဂျင့်တင်းကြီးတွေစတင်ကစားခွင့်ရခဲ့တယ်။ Professional ကစားမပထမဆုံးကိုတော့ပြည်တွင်းပြိုင်ပွဲဖြစ်တဲ့ PSP တင်းနဲ့ပွဲမှာတွင်းယူနိုင်ခဲ့တယ်။ဒါကလည်းဒီချက်ကြီးတူရဲ့တမိုင်းဝင်ခီးနဲ့အစဖြစ်ခဲ့တယ်။အဲ့ဒီချိန်အေဂျင့်တင်းရဲ့ပွဲကစားချိန်တွေကလွယ်လို့ training တွေစီကံပိုင်းဆိုင်ရာတွေမှာပို့ပြနိုင်နေရှိတဲ့အတင်းတင်းဖြစ်တယ်။ Johan Cruyff ကိုယ်တိုင်ကလည်းအဲ့ဒီချိန်ကလေးကစလိတ်တွေကိုဆွဆွဲမြဲတောက်နေရှိတယ်။1965ခုနှစ်နီးပြရီနိုမီချယ်အေဂျင့်တင်းကိုရောက်ရှိလာပြီးမှတော့စီကံပိုင်းဆိုင်ရာတွေကိုတင်းတင်းကြပ်ကြပ်ကင်တွေပြောင်းလဲခဲ့တယ်။တကယ်လို့ Renu Michela တင်းတင်းကြပ်ကြပ်မကင်တွယ်ခဲ့ရင်နောက်တစ်ချိန်ဘုံလောကမှာ Johan Cruyff ကတမိုင်းဝင်ကစားသမားဖြစ်လာဖို့မလွယ်ဘူး။နီးပြ Renu Michela ကနစ်နှစ်ပိုင်းနဲ့နာမည်ကျော်တဲ့တူဖြစ်တဲ့အေဂျင့်တင်းကိုရောက်ရှိလာပြီးမှတော့ Total Football ကစားပုံကိုစတင်တွင်းခဲ့တယ်။ Total Football ဆိုတာကိုသမားလွှဲရင်ကျန်တဲ့ကစားသမားအားလုံးကနေရာဆောင်တွဲပြေးလွှားလှုပ်ရှားရတယ်။တိုက်စစ်မှာခန်းစစ်ကစားသမားတွေလိုက်ပါရလို့ခန်းစစ်မှာလည်းတိုက်စစ်ကစားသမားတွေကလိုက်ပါရတဲ့ကစားပုံဖြစ်တယ်။ဒီကစားကွက်မှာ Johan Cruyff ကအတိတ်ကနေရာပါဝင်ခဲ့ပြီးတော့1965ခုနှစ်မှာအသက်22နှစ်အရွယ် Johan Cruyff က Total Football ကစားပုံနဲ့အေဂျင့်တင်းကိုဦးဆောင်ပြီးတော့နယ်သာလန်မဲ့ပေးဖလားရယူပေးနိုင်ခဲ့တယ်။သူတို့ရဲ့ Total Football ကစားပုံကလည်းနယ်သာလန်ပြည်တွင်းကစပြီးတော့နာမည်ကျော်လာခဲ့တယ်။အဲ့ဒါကလည်းအေဂျင့်တင်းရဲ့ Empire အစဖြစ်ခဲ့တယ်။အဲဒီနောက်မှာတော့ Johan Cruyff နဲ့အေဂျင့်တင်းတို့ကနယ်သာလန်ပြည်တွင်းမှာသာမကဘဲနဲ့ဥရောပဘောလုံးလောကမှာပါနာမည်ကျော်လာခဲ့ကြတယ်။နယ်သာလန်ပြည်တွင်းလိမ့်မှာအေဂျင့်အတင်းအတွက်အမှတ်ပေးဖလားကို3နှစ်ဆက်ရယူပေးနိုင်ခဲ့ပြီးတော့1968-69ရာသီမှာဥရောပအမြင့်ဆုံးရောက်ဖို့အတွက်ခြေလှမ်းတလန်းလာလိုခဲ့တယ်။အဲဒီတုန်းကချန်ပီယံလိပြိုင်ပွဲကို European Cup လို့ခေါ်တယ်။ဒီနေ့ဗီဒီယိုဖိုင်မှာတော့အားလုံးနဲ့မစိမ်းအောင်ချန်ပီယံလိနာမည်ကိုပဲတုံးထားပါမယ်။ချန်ပီယံလိဖိုင်မှာစီးရီအတင်းကြီး AC Milan ကို 1-4 နဲ့ရှုံးနိမ့်ခဲ့တာကြောင့်စူပလာနဲ့လွဲချော်ခဲ့ရတယ်။နောက်ရာသီမှာလည်း Johan Cruyff ကတန်ရာပက်တနာနဲ့ကြုံလာခဲ့ရပြီးတော့ရာသီအစပွဲစဉ်တွေကိုလွဲချော်ခဲ့တယ်။တန်ရာတက်တာလာပြီးမှတော့ကျိုးနံပါတ်9ကပိုင်ရှင်ရှိနေတာကြောင့်နံပါတ်14ကိုပြောင်းလဲဝတ်ဆင်ခဲ့တယ်။အဲ့ဒီချိန်ကစလို့လေဘုံလောကမှာနံပါတ်14က Johan Cruyff ရဲ့အမတ်သားတစ်ခုဖြစ်ခဲ့တယ်။ Johan Cruyff ကတိုက်စစ်မှုတူဖြစ်ပေမဲ့ကန်ဆယ်လိုက်ပါမှုမှာလည်းအားသက်တွေရှိတယ်။သူရဲ့ပြည်အားနဲ့ဘောလုံးဆွဲပြေးမှုတွေကလည်းကောင်းမွန်လွန်းတာကြောင့်လူတွေကသူ့ကို The Flying Dutchman လို့နာမည်ပြောင်းပေးခဲ့တယ်။1990-91ရာသီမှာတော့အေဂျင့်တင်းကချန်ပီယံလိဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့တယ်။ချန်ပီယံလိဖိုင်နယ်မှာပနာတီနိုက်ကိုအတင်းနဲ့တွေ့ဆုံခဲ့ပြီးတော့ Johan Cruyff ရဲ့ဖန်တီးမှုနဲ့အတူ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူကချန်ပီယံလိဆုဖလားကိုရယူနိုင်ခဲ့တယ်။ဒါကလည်း Johan Cruyff နဲ့အေဂျင့်တင်းတို့ရဲ့ဥရောပကိုလွှမ်းမိုးမှုအစဖြစ်ခဲ့တယ်။နောက်ရာသီမှာလည်းချန်ပီယံလိဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပြီးတော့စီးရီအတင်းကြီး Inter Milan အတင်းနဲ့တွေ့ဆုံခဲ့တယ်။ဒီကန်စစ်နဲ့တိုက်စစ်အားပြိုင်တဲ့ပွဲမှာ Johan Cruyff ကအထူးချေဆွမ်းပြခဲ့ပြီးတော့ငကိုးတွင်းက Inter Milan အတင်းရဲ့ကန်စစ်ကိုဖြိုခွင်းခဲ့တယ်။အေဂျင့်အတင်းရဲ့ချန်ပီယံလိဆုဖလားကိုနှစ်ဆက်ရယူနိုင်ခဲ့တယ်လို့တမိုင်းတလျှောက်ပထမအဦးဆုံးသောဖလား9လုံးချန်ပီယံဖြစ်ခဲ့တယ်။နောက်ထပ်တစ်နှစ်အကြာမှာလည်း Johan Cruyff ကအေဂျင့်အတင်းကိုချန်ပီယံလိဖိုင်နယ်ထိပို့ဆောင်ပေးနိုင်ခဲ့တယ်။ဖိုင်နယ်မှာဂျူပင်တက်အတင်းကိုအနိုင်ယူက Real Madrid အတင်းမတိုင်ခင်ချန်ပီယံလိဆုဖလားကို3နှစ်ဆက်ရယူနိုင်တဲ့အတင်းတင်းဖြစ်ခဲ့တယ်။အဲ့ဒီချိန်ဥရောပဘောလုံးလောကကိုအေဂျင့်အတင်းက Total Football ကစားပုံနဲ့စုမှုထားတယ်။ Johan Cruyff ကလည်း1981-1983မှာဘောလုံးတီအိုကို2ကြိမ်စုကူးနိုင်ခဲ့တယ်။သူရဲ့တတိယမြောက်ဘောလုံးတီအိုကိုတော့1984ခုနှစ်ဘာစီလိုနာကိုရောက်ပြီးမှစုကူးနိုင်ခဲ့တယ်။တခါတလေမှာ Empire တစ်ခုရဲ့ပြိုလဲမှုကအကြောင်းပြချက်အများကြီးမလိုဘူး1983ခုနှစ်ရာသီတစ်မတိုင်ခင်မှာ Johan Cruyff ကအေဂျင့်အတင်းရဲ့အတင်းကောင်းဆောင်ရွေးချယ်မှုမှာမဲရည်အတွက်ရရှုံးနိမ့်ခဲ့တဲ့အကြောင်းစိတ်ပြက်ကဘာစီလိုနာအတင်းကိုအဲ့ဒီချိန်ဆန်ချင်းတင်ပြောင်းရွှေ့ကြေးတော့2တန်းကျော်နဲ့ပြောင်းရွှေ့ခဲ့တယ်။ဘာစီလိုနာအတင်းမှာဆရာဟောင်း
Renew Mitchell နဲ့ထပ်မံဆုံခဲ့ကြပြီးတော့တူတူဆက်လက်တိုက်ပွဲဝင်ခဲ့ကြတယ်။ Johan Cruyff ကလည်းသူကစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်ကြောင်းကိုအချိန်တိုတွင်းမှာပဲတည်ပြခဲ့တယ်။ ဘာစီလိုနာတွင်တဲ့ပထမရာသီမှာပဲ Real Madrid တင်းနဲ့စပိန်ဒါဘီမှာငကိုးတွင်းပြီးတော့ပါနေပြီးမှ Real Madrid တင်းကို5-0နဲ့အနိုင်ယူခဲ့တယ်။ရာသီကုန်မှာတော့ဘာစီလိုနာအတင်းနဲ့14နှစ်ကြာဝေးကွာနေတဲ့လာတီဂါမက်ဘေးဖလားကိုရယူပေးနိုင်ခဲ့တယ်။ဘာစီလိုနာပရိသတ်တွေကလည်း Johan Cruyff ကိုသူတို့ရဲ့ကယ်တင်ရှင်အဖြစ်မြင်ခဲ့ကြတယ်။အဲ့ဒီနေ့မှာပဲသူကနယ်သာလန်တင်းနဲ့ကစားသမားဘဝပထမဦးဆုံးနဲ့နောက်ဆုံးသောကမ္ဘာဖလားကိုကစားခဲ့တယ်။1984ခုနှစ်ကမ္ဘာဖလားမှာ Johan Cruyff ရဲ့ဦးဆောင်မှုနဲ့အတူနယ်သာလန်တင်းရဲ့ကစားပုံကကမ္ဘာဘောလုံးပရိသတ်အတွက်အံ့အားသင့်စရာဖြစ်ခဲ့တယ်။ Johan Cruyff ကလည်းဆွီဒင်တင်းနယ်ပွဲမှာညံ့ညောင်းတဲ့ဘောလုံးနောက်ခေါက်မှုစကီးတွေနဲ့ကမ္ဘာဖလားပြိုင်ပွဲအတွက်တမိုင်းဝင်ပုံရိပ်တွေချန်ထားပေးခဲ့တယ်လို့ဘရာဇီးတင်းနယ်ပွဲမှာပြေးခုံပြီးတွင်းခဲ့တဲ့ဂိုးကလည်း The Flying Dutchman ဆိုတဲ့နာမည်ပြောင်းကိုအသက်သွင်းခဲ့တယ်။ Johan Cruyff ကကမ္ဘာဖလားမှာတမိုင်းဝင်ခြေစွမ်းရည်နဲ့အတူနယ်သာလန်အသင်းကို final ထိပို့ဆောင်ပေးနိုင်ခဲ့တယ်။ final မှာတော့ Beckenbauer ဦးဆောင်တဲ့အနောက်ဂျာမနီအသင်းကို2-1နဲ့ရှုံးနိမ့်ခဲ့ရကြောင်းကမ္ဘာဖလားကိုလက်လွတ်ခဲ့ရတယ်။အဲဒီနောက်1989ခုနှစ်မှာမိသားစုအကြောင်းအရာတွေကြောင့်နယ်သာလန်လက်ရွေးစင်ကစားသမားဘွားကနေအနားယူကြောင်းကြေညာခဲ့တယ်။ဒါကြောင့်1994ခုနှစ်ကမ္ဘာဖလားက Johan Cruyff ရဲ့တစ်ခုတည်းသောကမ္ဘာဖလားပြိုင်ပွဲဖြစ်တယ်။ဘာစီလိုနာတင်းတွက်900ဒီကစားပေးပြီးမှတော့ Johan Cruyff ကအမေရိကန်က NASL လိဂ်ကိုပြောင်းရွှေ့ခဲ့တယ်။ဒီမှာတစ်ခုရှိတာအဲ့ဒီချိန်ကအမေရိကန်မှာ North American Soccer League ခေါ် NASL လိဂ်ပဲရှိတယ်။1985ခုနှစ်နောက်ပိုင်းမှာပန်နာရေးပြဿနာကြောင့်ပြစ်ပြသွားခဲ့တယ်။1993ခုနှစ်ရောက်မှ Major League ကိုစတင်တည်ထောင်ခဲ့တယ်။ Johan Cruyff က NASL လိဂ်မှာတော့သူ့ရဲ့ခစ်ပြိုင် Beckenbauer နဲ့အသင်းဖော်တွေဖြစ်ခဲ့တယ်။အမေရိကန်မှာ300ဒီကစားပြီးမှတော့ HL အသင်းကိုကစားသမားအပြင်နီးပြအဖွဲ့ဝင်တို့အနေနဲ့ပြန်လည်ပြောင်းရွှေ့လာခဲ့တယ်။1983ခုနှစ်မှာတော့တန်ရာပြဿနာတွေကြောင့် HL အသင်းကစာချုပ်တက်တဲ့မတိုးပေးခဲ့တာကြောင့် HL အသင်းရဲ့မဟာပြိုင်ဘက် Feyenoord အသင်းကိုပြောင်းရွှေ့ကစားခဲ့တယ်။အဲဒီရာသီမှာပဲပြိုင်ပွဲဆောင်တပွဲပဲလွှဲချော်ခဲ့ပြီးတော့ Feyenoord အသင်းကိုနယ်သာလန်မက်ဘေးဖလားရယူပေးနိုင်ခဲ့တယ်။1984ခုနှစ်မှာတော့အသက်39နှစ်အရွယ် Johan Cruyff ကစားသမားဘွားကိုအနားယူကြောင်းကြေညာခဲ့တယ်။ကစားသမားဘွားအနားယူပြီး1985ခုနှစ်မှာတော့ HL အသင်းနီးပြတာဝန်ယူခဲ့တယ်။ဒါကလည်းကနေဝင်နီးပြကြီးရဲ့ခြေလှမ်းအစားဖြစ်တယ်။ HL အသင်းကိုနီးပြတဲ့3နှစ်တာကာလမှာသူ့ရဲ့ကစားသမားဘွားကအတွေ့အကြုံတွေနဲ့ပေါ်လုံး ideology အသစ်ကိုစတင်ပုံဖော်ခဲ့တယ်။ HL အသင်းအတွက်အမက်ဘေးဖလား3ချိန်ရယူပေးနိုင်ခဲ့တယ်လို့ဘာကန်တို့လိုလူငယ်ကစားသမားကောင်းတွေအများပြားမွေးထုတ်ပေးနိုင်ခဲ့တယ်။1988ခုနှစ်မှာတော့ဘာစီလိုနာအသင်းကိုနီးပြတယောက်အနေနဲ့ပြန်လည်ပြောင်းရွှေ့လာခဲ့တယ်။ဘာစီလိုနာအသင်းကိုစတင်တာဝန်ယူပြီးချိန်မှာတော့အသင်းကိုအစကနေအဆုံးထိမြေလံပြောင်းလဲခဲ့တယ်။အသင်းမှာရှိတဲ့ Chester တို့လို star player တွေအပါအဝင်အသင်းကြီးကစားသမား10ယောက်လောက်ကိုရှင်းထုတ်ခဲ့ပြီးတော့ Guardiola အပါအဝင်လူငယ်ကစားသမားအများပြားကိုပထမအသင်းမှာနေရာပေးခဲ့တယ်။ဘာစီလိုနာရဲ့ Academy La Masia ကအစားပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တယ်။ Johan Cruyff က ball passing, ball control နဲ့ total football ideology ကိုဘာစီလိုနာအသင်းကြီးမှအစား La Masia Academy ထိရိုက်သွင်းခဲ့တယ်။ total football ကစားပုံကိုလည်းမူလရှင်းဆွဲတဲ့ပိုပြည့်စုံအောင်ပြောင်းလဲတည်ဆောက်ခဲ့တယ်။အထူးသဖြင့် ball control ကိုအသားပေးပြီးတော့ရှေ့နောက် passing တွေနဲ့ပြိုင်ဖက်ခံစစ်ကိုထိုးဖောက်တယ်။ပြုပြင်ပြောင်းလဲမှုလုပ်ထားတဲ့ total football ကစားပုံကလည်း1990ဝန်းကျင်မှာအမြင့်ဆုံး level တစ်ခုကိုရောက်ခဲ့တယ်။ပြည်တွင်းမှာ1991ကနေ1994ခုနှစ်ထိ၄နှစ်ဆက်လာတဲ့ကအမက်ဘေးဖလားရယူနိုင်ခဲ့တယ်လို့1992ခုနှစ်မှာလည်း Champions League Final မှာ Sampdoria အသင်းကို Ronald Koeman ရဲ့တွင်းကိုနဲ့တမိုင်းတစ်လျှောက်ပထမအဆုံးသော Champions League ဆုဖလားကိုရယူနိုင်ခဲ့တယ်။ဘာစီလိုနာအသင်းကလည်း Johan Cruyff လက်အောက်မှာအသင်းကြီးကနေထိပ်တန်းအသင်းတစ်သင်းဖြစ်လာခဲ့တယ်။အဲ့ဒီချိန်ဘာစီလိုနာအသင်းကစားပုံကတက်ရက်ပြီးတော့ထိရောက်မှုရှိခဲ့တာတွေကြောင့်ပရိသတ်တွေက Dream Team လို့တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ Johan Cruyff လက်ထက်ရှိနေတာကာလမှာတော့ဘာစီလိုနာအသင်းကအောင်မြင်မှုမျိုးစုံနဲ့ Empire တစ်ခုကိုတည်ဆောက်နိုင်ခဲ့တဲ့အပြင်အနာဂတ်မှာကမ္ဘာ့နံပါတ်1ဖြစ်လာမယ့် La Masia Academy ကိုလည်းပြုထောင်နိုင်ခဲ့တယ်။ Johan Cruyff ရဲ့ဘောလုံးတသနာတွေကလည်းဘာစီလိုနာအသင်းသားမကပါနဲ့ဘောလုံးလောကတစ်ခုလုံးပေါ်မှာတရားမှုရှိခဲ့တယ်။ Johan Cruyff ကတူးချင်းစွမ်းဆောင်ရည်နဲ့အသင်းလိုက်စွမ်းဆောင်ရည်ကြားကဘေးလန်းဖြစ်စီမဲ့ကစားကွက်ကိုရှာဖွေနိုင်ခဲ့တယ်။သူ့ရဲ့ဘောလုံး ideology ကလည်းတိုက်စစ်ကစားမှုကအကောင်းဆုံးခံစစ်ကစားခြင်းဖြစ်တယ်လို့တချိန်ကပြောဆိုခဲ့ပူတယ်။ဒီရဲ့ကစားပုံဝဲ Guardiola, Iniesta, Ronald Koeman တို့အပါအဝင်နီးပြပေါင်းများစွာဆက်ခံခဲ့ကြတယ်။အထူးသဖြင့် Guardiola ရဲ့တချိန်ကနာမည်ကျော်ခဲ့တဲ့ Tiki Taka ကစားကွက်က Johan Cruyff ရဲ့ total football ကစားပုံကိုအခြေခံပြီးတော့တည်ဆောက်ခဲ့တာဖြစ်တယ်။ Johan Cruyff ရဲ့အောင်မြင်မှုကိုကြည့်ရင်ခြေစွမ်းတဲ့နည်းစနစ်ပိုင်းတွေအပြင်သူ့ရဲ့စိတ်သက်ခံယူချက်တွေကလည်းအခရာကျခဲ့တယ်။သူကရှေးဦးဆွဲတွေကိုတွန်းလှန်ဖို့ကိုမလေးဘူး။အစ်စ်တော်ကစားပုံတွေကိုစမ်းသပ်ရတယ်။အထူးသဖြင့်လူငယ်တွေပေါ်မှာယုံကြည်မှုအပြည့်အဝရှိတယ်။ဒီလိုစိတ်သက်ခံယူချက်တွေကြောင့်လေသူကသူမတူတဲ့ဘောလုံးခစ်တစ်ခစ်ကိုဖော်ဆောင်နိုင်ခဲ့တယ်။1995ခုနှစ်မှာတော့ Johan Cruyff ကအဲ့ဒီချိန်ဘာစီလိုနာဥက္ကဋ္ဌနူးနက်နဲ့အဆင်မပြေခဲ့တာကြောင့်ဘာစီလိုနာအသင်းကနေဆုံးခွာခဲ့တယ်။ဒါပေမဲ့ဘာစီလိုနာအသင်းတွေကတော့အဖိုးဖျက်မရတဲ့ဘာစီလိုနာ DNA နဲ့ La Masia Academy ကိုချန်ထားပေးခဲ့တယ်။ La Masia Academy ကနေ Iniesta, Xavi, Messi စားတဲ့တိတ်ကျဲကစားသမားတွေပေါ်ထွက်လာခဲ့တယ်။ယနေ့ချိန်ထိလည်းကာဗီလမိုင်းရမယ်စားတဲ့မျိုးဆက်တစ်ကစားသမားကောင်းတွေပေါ်ထွက်လာနေတော့မယ်။ဒီကစားသမားတွေစီမှာတူညီတာတစ်ခုကတော့သူတို့ရဲ့ကစားပုံမှာ Johan Cruyff ရဲ့ဘောလုံးတသနာတွေကိုမြင်တွေ့နေရခြင်းပဲ။ Xavi ကိုယ်တိုင်ကလည်း interview တစ်ခုမှာ Johan Cruyff ရဲ့နောက်ပိုင်းမှာဘာစီလိုနာတင်းရဲ့ကစားပုံကပြောင်းလဲမှုကြီးကြီးမားမရှိဘူး။ Academy ကနေပထမအသင်းကြီးထိဒီရဲ့ကစားပုံကိုပဲ
ကစားနေကြတယ်ဒါလေးကြောင့်လည်းအကယ်ဒမီကနေပထမအသင်းကိုရောက်လာကြတဲ့လူငယ်တွေအတွက်ကအသင်းကြီးမှာအချိန်တိုတွင်းမှာခြေစွမ်းပြနိုင်တယ်လို့ပြောဆိုခဲ့တယ်2016ခုနှစ်3လပိုင်း24ရက်နေ့မှာတော့အသက်68နှစ်အရွယ်ဂျိုအန်ခရိုက်ကအဆုတ်ကင်ဆာနဲ့ကွယ်လွန်ခဲ့တယ်ဒီသတင်းကလည်းဘောလုံးလောကတစ်ခုလုံးအတွက်သတင်းဆိုးဖြစ်ခဲ့တယ်ဂျိုအန်ခရိုက်ရဲ့အသင်းဟောင်းတွေဖြစ်ကြတဲ့အေဂျက်ဘာစီလိုနာနယ်သာလန်အပြင်မက်ဆီခရစ္စတီယာနိုရိုနယ်ဒိုအစရှိတဲ့ကစားသမားတွေနဲ့ဘောလုံးတင်းတွေကဝန်နေချင်းထိမဲ့ပြုလုပ်ခဲ့ကြတယ်ဘာစီလိုနာအသင်းကလည်းနူကန်ကွင်းမှာပိတ်သက်ပေါင်းများစွာနဲ့အသင်းတစ်ပိုင်းကိုပြောင်းလဲပေးခဲ့တဲ့ကနဝင်ကြီးကိုနှုတ်ဆက်ခဲ့ကြတယ်ဂျိုအန်ခရိုက်ရဲ့နာမည်ကဘောလုံးထက်ပိုတဲ့နာမည်တစ်ခုဖြစ်ခဲ့တယ်ကစားသမားအနေနဲ့သူကတိုတယ်ဖုတ်ဘောကစားပုံရဲ့ပြရုပ်ဖြစ်တယ်လို့နီးပြအနေနဲ့ကတော့ပုံစံဟောင်းတွေကိုတွန်းလှန်ပြီးတော့ဘောလုံးကစားပုံကိုပြောင်းလဲပေးခဲ့တယ်ကျွန်တော်တို့ဘောလုံးလောကအတွက်ကတော့သူက icon နဲ့ပဲဖြစ်တယ်ကျွန်တော်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာချင်တယ်အဆုံးလေးကြည့်ရှုပေးကြတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အမားပါရင်လည်းနားလည်ပေးဖို့တောင်းဆိုချင်တယ်နောက်လာမယ့်အစီအစဉ်တွေမှာပိုကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ထပ်ပြီးတော့တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်